စီစဉ်ရ65ကြိမ်မြောက်တိပိဋကစာမိုးဝဲကြီးတွင်ထူးချွန်သောအောင်မြင်တော်မူသည့်တိပိဋကတရဘွဲ့ရဗရဏဝိသိတလင်္ကာရရှင်မြတ်အားပူဇော်သောအားဖြင့်အနုနာယကဆရာတော်ဗရဏပညာဝန္တဝိဇ္ဇာနွယ်ရေးသားပူဇော်သည်ကုဏပူဇာအလင်္ကာတေးတဲ့ကိုနိုင်ငံကျော်သမီးမူမူသိန်းစောင်းဖွဲ့နှင့်တွဲဖက်၍နိုင်ငံတော်စုကာရေးတိရွှေစိတ်စုရမေတ္တာဆွေကတီဆူပူဇော်ပေးရန်ပန်ကြားအပ်ပါတယ်လိုင်းတသေးတဲ့အချင်းတင်ခါကြီးso